ကဲအပိုင်းငါကိုဆက်လိုက်ကြရအောင်ဗျာမိစ္ဆာဘရင်ကြီးကစိတ်မကောင်းပါဘူးကွာမင်းဒီနေ့လာတိုးမိတာငါဖြစ်နေလို့ပဲဆိုပြီးလောင်ပြောင်ပြီးအကွက်ရွှေ့ဖို့လုပ်နေတော့ကျွန်တော်တို့ရဲ့ဆက်လိုက်ကြီးကလက်နဲ့ကျိုးသွားတာကိုဂရုမစိုက်ပဲခန္ဓာကိုယ်ခွဲပွားခြင်းမနဲ့ဆိုပြီးလက်နှစ်ဖက်ကိုဆန်တန်းလိုက်တာမျိုးအဲ့ဒီမှာတင်သူ့ရဲ့ခန္ဓာကိုယ်ကြီးကနေအနီရောင်တစ်ကောင်ခရမ်းရောင်တစ်ကောင်ဆိုပြီးရွှေရောင်ကိုပွားကြီးသုံးကောင်ပြုံးကနေကွဲထွက်လာပါလေရောသူကဒီကဘာမှာအမြဲတမ်းအင်အားကြီးတဲ့သူပဲနိုင်နေမှာမဟုတ်ဘူးဆိုတာမင်းကိုငါသိအောင်လုပ်ပြမယ်နောက်မှရောက်လာတဲ့သူတွေမှလည်းအခွင့်အရေးရှိသေးတယ်ကွယ်ဆိုပြီးရဲရဲဝံ့ဝံ့ကြီးကျုံးသွားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူကလှုပ်ဝက်ချက်ရှစ်ပါးနဲ့ဖျားစွမ်းအားဆိုပြီးကိုပွားသုံးကောင်စလုံးနဲ့အတူလက်ထဲကတုတ်တစ်တွေကိုဝေယမ်းပြီးမိစ္ဆာဖရင်စီကိုတရှိန်ထိုးပြေးဝင်ပါတော့တယ်ဒါကိုကြည့်ပြီးမိစ္ဆာဖရင်ကြီးကတော့ဒီကောင်ယူသွားပြီလားမသိဘူးကို့အသက်ကိုတောင်မငဲ့ပဲဝိညာဉ်တက်တန်းကိုမိရှုပြီးတိုက်ခိုက်နေပါလားဆိုပြီးတုံးလုံးသွားရှာတယ်ဒါပေမဲ့ဇလိုက်ကြီးကတော့ဂယုမဆိုင်ပဲကိုပွားသုံးကောင်နဲ့မိစ္ဆာဖရင်ကိုအပေါ်အောက်ဝဲရညှက်ပိတ်ပြီးတုတ်တွေနဲ့မနာတမ်းလွှဲရိုက်တော့တာပဲဗျာလက်စည်းတွေလက်ပြီးပောက်ကွဲတံတွေကလည်းဒုံဒုံနဲ့မိစ္ဆာဖရင်ကြီးခမရလဲဘဲကောင်ကိုခုခံရမှန်းမသိပဲအသေးတန်ပြန်ကာကွယ်နေရရှာတယ်နှစ်ယောက်သားအကျိတ်နဲ့ချကြပြီးတဲ့နောက်မှာတော့မိစ္ဆာဘရင်ကြီးကနောက်ကိုစုပ်လိုက်ပြီးခန္ဓာကိုယ်ခွဲပွားတဲ့အကွက်ကတော့မဆိုးပါဘူးတာမန်မိစ္ဆာအသေးဖွဲ့တွေကို၆လန့်ဖို့ဆိုရင်တော့ဒီအကွက်ကအသုံးဝင်တာပေါ့လေဒါပေမဲ့မင်းဒီလောက်တောင်ကစားချင်နေမှာတော့အဆင့်၈ကျင့်ကြံသူနဲ့အဆင့်၉အထုပ်ထိပ်နက်ဖျားတို့ကြားကစွမ်းအားကွာခြားချက်ကဘလောက်တောင်ကွာလဲဆိုတာကိုငါကိုယ်တိုင်မင်းကိုမြည်စမ်းပြရသေးတာပေါ့လို့ဆိုပြီးသူ့ရဲ့ခရမ်းရောင်မိစ္ဆာစွမ်းအားတွေကိုတကဘာလုံးဖုံးလွှမ်းသွားအောင်ထပ်မံထုတ်ဖော်လိုက်ပါတော့တယ်ကဲအဆင့်၈ကိုအတက်နဲ့လဲပြီးတက်လာတဲ့ကောင်လေးနဲ့အဆင့်၉အထုပ်ထိပ်ရောက်နေတဲ့မိစ္ဆာဘရင်ကြီးတို့ရဲ့တကယ်အဆုံးဖြတ်တိုက်ပွဲကြီးကဘလို့ဖြစ်ထွက်လာမလဲလူသားတွေတကယ်ပဲနိုင်မလားရှုံးမလားဆိုတာကိုတော့နောက်ထပ်ပိုင်း6မှာဆက်လက်ဆောင်မြော်ကြည့်ရှုပေးကြပါဦးဗျာ